ဒီစရုံရဲ့ညဖက်မှာဖြစ်ခဲ့တဲ့ဖြစ်ရဟာတန်တာကြီးမဟုတ်ပါဘူးတကယ်ဖြစ်ရစံတစ်ခုပါဒါပေမဲ့အမှန်တရားကိုတော့နှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့ကြတဲ့အခါမှာတော့မင်္ဂလာပါခန်းကြီးရဲ့ Hidden Treasure Box ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူသိနေတဲ့အရာတွေ Dash Story တွေ Horror ဆန်းဆန်းတွေကိုကြိုက်တတ်တယ်ဆိုရင်တော့ channel လေးကို like and follow လေးလုပ်ခဲ့ပြီးတော့ဆိုတော့ဆက်လိုက်ရအောင်အပိုင်းတမောင်ရည်တဲ့နေတဲ့အဆောက်ဒီအဆောက်ကို1990ခုနှစ်အစောပိုင်းမှာစီယိုကစီယိုအဖြစ်ဖွင့်လှစ်ခဲ့တယ်။ဒါပေမဲ့လူနာတွေကိုကုသဖို့လို့ဆိုပေမဲ့အတွေ့အမှာဖြစ်ခဲ့တာတွေကမတူညီဘူး။အပိုင်းနဲ့လူသူကင်းနေတဲ့အဆောက်တွေမှာထက်ချင်မကွာလိုက်လာတဲ့ခြေတံများသူတို့ဘာလို့ချင်လို့လဲ Part 3အမှန်တရားကိုပေါ်ထုတ်ခြင်းဖုန်းတဲ့နေတဲ့အခါတစ်ခါဖတ်လို့မရတော့တဲ့စေးမတန်ဟောင်းတစ်ခုသူဘာကိုတွေးရှိသွားကြတာလဲတဆေးရုံရဲ့တိတ်ဆိတ်လွန်တဲ့အခန်းအိုထဲမှာငါတယောက်တည်းအသက်ရှူရတာမွန်းချလာပြီတခါကအလိုလိုပွင့်လာနေပြီတဆုံတယောက်ကငါ့ကိုကြိုးဆိုးနေတယ်လို့ပဲငါလုံးမြောင်နိုင်မှာမလား Look behind you